live stream ထဲမှာဒါမှမဟုတ် fake ထင်ပြီးစက်ကြည့်မလားဒီနေ့ပြောပြမယ့်ကားက horror ထက်ပိုကြောက်ဖို့ကောင်းတဲ့လူစိတ်ကိုထိုးဖောက်ပြတဲ့ရုပ်ရှင်ကားတစ်ကားပဲဖြစ်တယ်ဆီယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာအပြင်ပန်းကကြည့်ရင်အပြုံးချူချူလေးနဲ့တာမန်မိန်းမတစ်ယောက်လိုပါပဲမျက်လုံးတွေကတော့အမြဲထူးဆန်းနေခဲ့တဲ့ဆီယာက influencer တွေနဲ့မိတ်ဖွဲ့ပေမဲ့နောက်ွယ်မှာတော့သူတို့ရဲ့ဘဝတွေကိုမနာလိုဖြစ်နေခဲ့ပါတယ်အဲ့ဒါနဲ့ဆီယာက influencer တွေကိုလိုက်တက်ပြီးသူတို့ဘဝထဲမှာရှင်သန်နေခဲ့တယ်။ဒါကြောင့် online မှာတော့အသက်ခံရတဲ့ influencer တွေက post တင်တာမပြတ်ပဲအသက်ရှင်နေသေးပါပဲ။ဒီလိုရက်စက်ကြမ်းကြုတ်တဲ့အဖြစ်အပျက်တွေကိုဆီယာရဲ့ချစ်ရတဲ့ကောင်မလေးအယ်လာကသိသွားခဲ့ပါတယ်။ဒါကြောင့်အယ်လာကဆီယာကိုတက်တဲ့အထောက်ထားနဲ့တကွရဲတိုင်မယ်လို့ချင်းချောက်ခဲ့ပါတယ်။အဲ့ဒါနဲ့ဆီယာကသူမရဲ့ချစ်ရတဲ့ချစ်သူလေးကိုပါတက်ပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ဆီယာကအယ်လာကိုမမရခဲ့ပါဘူး။သူမဟာ AI ကိုအသုံးပြုပြီးအယ်လာရဲ့အတန်ကို AI နဲ့ဖန်တီးခဲ့ပါတယ်။နေ့တိုင်းအဲ့ဒီ AI နဲ့ Ella ဖြစ်စကားပြောရင်းချိန်တွေကုန်ဆုံးခဲ့တယ်ဒီမှာရုပ်ရှင်ကပြောချင်တာကနီးပညာကလူကိုမကယ်ဘူးလူစိတ်ကိုပိုဖြတ်တတ်တယ်ဆိုတာပါပဲနောက်ဆုံးစီယာက online မှာလိုက်လွှင့်ပြီးလူတယောက်ကိုတက်ပြခဲ့တယ်ဒါကိုကြည့်ပြီးလူတွေကမင်းရဲ့ contact ကလူတွေကိုဆွဲဆောင်နိုင်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ဆိုပြီး like တွေ share တွေလုပ်လာကြတယ်ရုပ်ရှင်ကအဲ့ဒီမှာပဲအဆုံးသတ်သွားခဲ့တယ်ဒီရုပ်ရှင်ကပြောချင်တာက online ပေါ်ကဘဝတွေကိုလိုက်ပြီးအားကျမှနေပဲမြင်တွေ့နေရတဲ့အရာအလုံးဟာအမှန်တကယ်ဖြစ်နေတယ်လို့မတွေးစေချင်ဒါပါဒါမျိုးဆက်ကြောင်းတွေကြိုက်တယ်ဆိုရင် like နဲ့ follow လုပ်သွားပါ